ဆိုပါတက်စင်လိုက်တဲ့ body at neutral at LAF များကိုတစ်ခုနဲ့တစ်ခုတီးကြသည်စနစ်တကျတက်ဆင်ပေးရပါတယ်။နိုင်ငံလက်စစ်ဆိုင်ရာဥပဒေလုပ်နည်းများရတော့ဖစုံမများရဲ့ကိုယ်တဲ့ body at တူးုံနဲ့မပေါ်ရလို့သတ်မှတ်ထားပါတယ်။ဖစုံမများရဲ့ neutral point မြေတက်ခုခံမှုကတူးုံထက်မပေါ်ရလို့သတ်မှတ်ထားပြန်တယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ lightning roster လို့ခေါ်တဲ့ဒီ LA မိုးကျတဲ့စနစ်ကိုလည်းတန်းအောင်ထက်မပေါ်ရလို့သတ်မှတ်ထားပါတယ်အပ်လို့ခေါ်တဲ့အကျဉ်းများရဲ့တစ်ခုနဲ့တစ်ခုအကွာဝေးရာအနည်းဆုံး3မီတာ10ကကွာဝေးစေရပါမယ်အကျဉ်းများကို equipment များဒီစက်ပစ္စည်းများနဲ့ဆက်သွယ်ရမှာအဆက်ပြတ်မရှိစေရပဲဒီကြဆက်သွယ်တက်ဆင်ရပါမယ်တို့ဒီ arrow များနဲ့အကျဉ်းများကိုဆက်သွယ်ရမှာလဲဒီချာခန်းဆက်သွယ်တက်ဆင်ရပါမယ်အပစ်တွင်မှာရှိတဲ့ arrow နဲ့အကျိုးလို့ဆက်သွယ်ရမှာတန်ကြီးတက်မှုမှာကာကွယ်ဖို့တိတ်များနဲ့တိတ်ချပတ်ပေးရပါမယ်။အဲ့လိုဆိုတော့လွတ်တိတ်နဲ့ပတ်ပြီးလို့ရှိရင်တန်ကြီးတက်စားပြီးအဲ့လိုချင်းများဖြစ်ပေါ်လာနိုင်တော့ကြောင့်ဖြစ်ပါတယ်